မြင့်မြတ်တော်ဝင်ကုမ္ပဏီကမကွေးမြို့အခြေစိုက်သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းတွေကိုအောင်မြင်အောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီးရှေ့ဆက်ရည်မှတ်ထားတဲ့လုပ်ငန်းတွေမှာအခြားတောင်သူနဲ့လုပ်ငန်းရှင်တွေပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းဦးမြင့်အောင်ကဒီရုပ်သံဗီဒီယိုဖိုင်အပိုင်း7မှာဖိမှန်တကပြုထားပါတယ်။မြင့်မြတ်တော်ဝင်အနေနဲ့ထပ်ပြီးတော့ပေးခြင်းတဲ့message တစ်ခုရှိတယ်။ဒါကကျွန်တော်တို့မြင့်မြတ်တော်ဝင်ကိုလည်းတစ်ချိန်လုံးကပုံမှန်ရောင်းဝယ်တဲ့လုပ်ငန်းကုန်တယ်ပွဲစားလေးတယောက်ပေါ့။တဖြည်းဖြည်းနဲ့လုံရင်းကန်ရင်းနဲ့ပေါ့နော်အခုဆိုရင်ကျွန်တော်တို့ကုမ္ပဏီတောင်ပြောင်းလဲလာနိုင်ပြီပေါ့နော်နောက်ကျွန်တော်တို့ data မှာလည်းအခုလိုမျိုးအဆင့်မီနှမ်းတန်းစင်တဲ့ data မှာတိစောက်နိုင်ပြီပေါ့လေအဲ့လိုပဲကျွန်တော်တို့ရဲ့လုပ်ပေါ်ကင်ပဲတွေဟလာလုပ်ငန်းရဲ့ညီကောင်မောင်နှမများပေါ့နော်အားလုံးကိုလည်းကိုယ့်ရဲ့အစွမ်းစာရှိတဲ့လောက်လေးကိုကျွန်တော်တို့စဉ်းစားပြီးတော့တဦးတည်းမတတ်နိုင်ရင်လည်းအုပ်စုပွဲပြီးတော့ပေါ့နော်လုပ်ပြီးတော့ဒီလိုထုတ်လုပ်မှုတွေကိုပုံကျော်ထုတ်လုပ်မှုတွေကိုတစ်ဆင့်တက်ပြီးတော့ရောင်းဝယ်တဲ့လုပ်ငန်းတွေမဟုတ်တော့ဘဲနဲ့တစ်ဆင့်တက်ပုံကျော်ထုတ်လုပ်မှုကိုစဉ်းစားမယ်စဉ်းစားပြီးတော့မှကျွန်တော်တို့ထွက်လာတဲ့တီးနှံတွေအားလုံးကိုကျွန်တော်တို့အတူတကွပေါ့နော်ဒီဈေးကောင်းရအောင်ပူးပေါင်းပြီးတော့ရောင်းချနိုင်အောင်ကျွန်တော်တို့နီးလန်းတွေရှာကြမယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေကိုလည်းကျွန်တော်တို့စိတ်ကူးရှိပါတယ်စံသားလည်းရှိပါတယ်အပူပိုင်းမိုးနဲ့ရဝင်းဒေသဖြစ်တဲ့မကွေးတိုင်းဒေသကြီးမှာသီးနှံစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းဟာဒေသခံမိသားစုဝင်တွေအများဆုံးလုပ်ကိုင်နေကြတဲ့အဓိကသက်မွေးလုပ်ငန်းဖြစ်ပါတယ်။တနေ့တက်တနေ့ပူပြီးပူပြင်းလာတဲ့ဒီဒေသမှာအခက်အခဲမျိုးစုံကြားကစိုက်ပျိုးထုတ်လုပ်လိုက်တဲ့သီးနှံတွေအရေးသွင်းနဲ့အထွန်းနှုံးကောင်းမွန်ဖို့ကအသက်တမျှအရေးကြီးလာပါတယ်။သီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ဒီလုပ်ငန်းမှာအားလုံးအကျိုးပါဝင်တဲ့စီးပွားရေးပုံစံကျင့်သုံးနေတဲ့မြင့်မြတ်တော်ဝင်ကုမ္ပဏီဟာဒေသတွင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းတွေဖွံ့ဖြိုးလာဖို့အထောက်ပံ့ကောင်းတစ်ခုအနေနဲ့တည်ရှိနေမှာဖြစ်ပါတယ်။